တတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဗျာတိဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့ဝါဒနာဒလိအထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်သိလွန်တန်ရှင်၍မင်းမင်းပြည်သူကြည်ပြူကိုရောအလူတော်မန်ပူဇော်ကိုခန္တော်မူထိုက်သောဤအကြောင်းကြောင့်လေအရဟံဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနသဗ္ဗညံအစွမ်းပကဖြင့်မြတ်သင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညတံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူသောဤအကြောင်းကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဗျာတိဣတိပိဣမိနာသကာရဏေန3ပါး8ပါးနှမျိုးအားဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာနတအမြတ်ရသို့စိုက်ကယံဖြစ်အမှန်သိသည်အကျင့်စရဏ15ဝါနှင့်တကွဥသုံးပြည့်စုံတော်မူသောဤအကြောင်းကြောင့်လည်း